anti-emetic drug ဆိုတာက nausea vomiting လို့ခေါ်တယ်အမူးအံကိုတတ်တာစေတဲ့ဆေးကိုခေါ်တာပါအံပျောက်ဆေးတွေကတစ်ခုနဲ့တစ်ခုအလုံးလုံးပုံနေမတူကြဘူးဒါကြောင့်မလို့အဲ့ဒီဆေးတွေအားလုံးကအန်တိုင်းတောက်လို့ရတာမဟုတ်နေပါဘူးကားမှုလို့အန်နာဆိုလို့ရှိရင်တစ်မျိုးကင်ဆာဆေးတွေဓာတ်ရောင်ခြည်တွေကြောင့်မလို့အန်နာဆိုလို့ရှိရင်တစ်မျိုးကိုဝင်ကြောင့်မလို့အန်နာဆိုလို့ရှိရင်တစ်မျိုးခွဲစိတ်ပြီးလူနာတွေမှာအန်နာဆိုလို့ရှိရင်တစ်မျိုးပေါ့နော်သူ့နေရာနဲ့သူအန်ပြောက်ဆေးကိုအသုံးပြုရပါတယ်ရိုးရိုးအန်နာလားဆိုလို့ရှိရင်ဒွန်ပယ်ရီဒုံကိုဝင်ဆောင်မူတာအန်နာဆိုလို့ရှိရင်ဒေါက်ဆလမီပယ်ရီဒေါက်ဆင်ဆေးကြောင့်မူရဲဆိုလို့ရှိရင်တော့မီတိုကလိုပရာမိုက်အရန်အန်နေတယ်ဆိုလို့ရှိရင်အွန်တက်စတီရွန်ပါတီကိုဆိုလို့ရှိရင်မက်ကလာစီပရိုမီသက်စင်စိတ်ကြောင့်မူတာဆိုလို့ရှိရင်တော့ခုနရှေ့မှာပြောတဲ့လော်ရာစီပန်အခုပြောပြသွားတာတွေကဆေးနှစ်ပေကအလုံးလုံးနေတဲ့သူတွေအတွက်ရှင်းပြပြောပြပေးသွားအခြင်းပဲဖြစ်ပါတယ်ကိုသဘောနဲ့ကိုဆေးတောက်ဖို့ရအတွက်ရည်ရွယ်ပြီးတော့ပြောခြင်းမဟုတ်ပါဘူးအဲ့နဲ့ဆိုလို့ရှိရင်အကောင်းဆုံးကတော့ဓာတ်စားကိုအရင်ဝင်အောင်တောက်ပေးပါပြီးလို့ရှိရင်ဈေးကန်းကိုသွားပါမပေါ်စားတင်ပါဘူး